အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ဒီပေါ့နော် line ပေါ်မှာရှိတယ်ကျွန်တော်ရဲ့အကိုအမတွေအားလုံးကိုကျွန်တော်ဆရာနဂါးလေးကနေပြီးတော့မင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါတယ်ဗျာနော်ကျွန်တော်ကတော့ပေါ့နော်ပေါက်ပေးတဲ့ဆရာနဂါးလေးဖြစ်ပါတယ်ဗျာနော်ပေါက်ပေးတယ်လားဆိုတော့ကျွန်တော်က free လဲအပတ်စဉ်ပတ်တိုင်းချပေးပါတယ်ဗျာနော်ကျွန်တော်ဒီတစ်ပတ်ချပေးမယ် free တစ်ပတ်စာကကလေးမှာဆိုရင်ပေါ့နော်ဝါသနာတူပေါ့နော်ကျွန်တော်ရဲ့အကိုအမတွေအားလုံးပေါ့နော်ရမယ်ပေါ့နော်ထိပ်စီး3လုံးအခွေတွေ4လုံးအခွေတွေ break 2ခုနဲ့ဝီ free မွေးကလေး9ခုကိုကျွန်တော်ဒီတစ်ပတ် free ပြောပေးသွားမှာဖြစ်ပါတယ်ဗျာနော်ဒါကြောင့်မလို့ကျွန်တော်ရဲ့အကိုအမတွေအနေနဲ့ပေါ့နော်ကျွန်တော်ပေါက်ပေးဆရာနဂါးလေးရဲ့ပေါ့နော် degree file လေးကိုမကြော်သွားပဲနဲ့ design မှတ်ကြည့်ပေးကြပါလို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျာနော်ပေါက်ပေးလို့ခြင်းနဲ့ကျွန်တော်ရဲ့အကိုအမတွေကတော့ကျွန်တော်ရဲ့ video file ကိုမြင်ပြီဆိုတာနဲ့ကျွန်တော်ရဲ့ဒီ messenger နဲ့ပေါ့ page messenger နဲ့ viber မှာကျွန်တော်တွားယူထားလို့ရပါပြီဗျာနော်ပေါက်ပေးကတော့2ခုပေးပါတယ်ဗျာနော်ကျွန်တော်ဘိုးရူးမကြော်ပေါ့နော်3ရက်မကြော်ပတ်တီကိုကျွန်တော်ကပေါက်ပေး16000ကျပ်နဲ့ပေးတဲ့အစီအစဉ်လေးတစ်ခုပါဗျာเนาะအဲ့ဒါကိုတော့ပေါက်ပေးယူမယ်ဆိုတော့ကျွန်တော်ရဲ့အကိုအမတွေကတော့ပေါ့ကျွန်တော်ရဲ့ဒီ Messenger နဲ့ပေါ့เนาะ Viber ဖုန်းနံပါတ်မှာတွားဟိုင်းထားလို့ရပါပြီဗျာเนาะ Okay ဟုတ်ပြီဒါဆိုကျွန်တော်ရဲ့ပေါက်ပေးအစီအစဉ်လေးကိုလည်းပြောပြီးသွားပြီပေါ့เนาะပြီးတော့ကျွန်တော်ဒီတစ်ပတ်ပေါ့လာမယ့်အပတ်အတွက်ကျွန်တော်တစ်ပတ်စာကတ်ကိုမိတ်ဆွေတို့ကိုကျွန်တော် free ပြောပေးသွားမယ်ဗျာเนาะကျွန်တော်ရဲ့ဒီပေါ့เนาะဒီကတ်ကလေးရာဆိုရင်ပေါ့เนาะအပတ်စဉ်အပတ်တိုင်းမှာလည်းအမြဲလဲမှန်တယ်အမြဲလဲထွက်တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့အကိုအမတွေနှလုံးဝါသနာရှင်နေကျွန်တော်ရဲ့ပေါ့နော်ကျေးဇူးရှင်အကိုအမတွေကိုကျွန်တော်ကသိစေချင်လို့ဒီနေ့ line ပေါ်တက်လာရခြင်းဖြစ်တယ်ကျွန်တော်အပတ်စဉ်အပတ်တိုင်းပေါ့နော် live show ရှိပါတယ်ဗျာနော်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ပေါ့ကျွန်တော်ရဲ့အပတ်စဉ်အပတ်တိုင်းလွှင့်နေ free live show လေးကိုမြင်ချင်ရင်တော့ပေါ့နော်ကျွန်တော်ရဲ့ video file လေးကို like and share လေးတွေနှိပ်ပေးသွားမယ်တယောက်တစ်ချက်အသေးလေးတွေပေးမယ်ကျွန်တော်ပြောပြခဲ့တဲ့တပတ်စာက clip ကိုလည်း comment လေးမှာရေးပေးခဲ့ကြဖို့ပေါ့နော်ကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျာနော်ဟုတ်ပြီကျွန်တော်ရဲ့ဒီတပတ်စာကတ်ကိုကျွန်တော်မပြောခင်မှာကျွန်တော်ပြောကြံတရားလေးတစ်ခုရှိတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ရှိမှာပေါ့နော်ဒီပေါ့နော်3ရက်မကျော်ပေါ့နော်3ရက်မကျော်ဒီပတ်တီးတစ်လုံးကိုလာယူတဲ့အကိုအမတွေအနေနဲ့ပေါ့နော်မှန်အမှန်ကန်ကစားနိုင်မှာကျွန်တော်ရဲ့ရှိမှာလာယူပေးပါလို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်ဗျာနော်ဘာကြောင့်ကျွန်တော်ကဒီလိုပြောရလဲဆိုရင်တော့ပေါ့နော်တချို့အကိုအမတွေကဗျာကနန်းကိုလာယူတယ်ဗျာထွက်သွားတော့စာတော့မပြန်ဘူးအဲ့လိုတွေရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဗျာနော်မိတ်ဆွေတို့လည်းအမှန်ကန်ဂရိတင်ကျွန်တော်ကလည်းပေါ့နော်ကျွန်တော်ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းကျွန်တော်ဒီမှာပေးတယ်ခြာပေးတဲ့အတိုင်းမိတ်ဆွေတို့ကိုကျွန်တော်ပေးသွားမှာဖြစ်တယ်ဗျာနော်မှန်ကန်ကနန်းလေးတွေကိုလည်းကျွန်တော်ခြာပေးသွားမှာမလို့မှန်ကန်ဂရိတီတယ်ကျွန်တော်ရဲ့အကိုအမတွေရှိရင်ကျွန်တော်ရဲ့ဒီ Viber နဲ့ Messenger ကနေကျွန်တော်ကိုလာရောက်ဆက်သွယ်ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျာနော်အဲ့ဒါကကျွန်တော်ပေါက်ပေးသမားတီးတန့်တကန်နောက်ကျွန်တော်ပြောပြပေးထားတာဗျာနော်တကယ်ကျွန်တော်အကိုအမတွေကျွန်တော်ရဲ့တပတ်စာကတ်ကိုကြည့်ပြီးတော့ free ထိုးမဲ့ကျွန်တော်ရဲ့အကိုအမတွေကိုကျွန်တော်ကပြောပေးသွားမယ်ဗျာနော်အမှန်ကန်ပေါ့များနော်ပတ်စဉ်ပတ်တိုင်းလဲထွက်တယ်လုံးဝဖောင်းရရှိတာတော့ထွက်တယ်ကျွန်တော်ရဲ့ထိပ်စီး3လုံးအခွေလေးရယ်4လုံးအခွေရယ် break 2ခုရယ်မွေးကနန်း9ခွက်ကိုကျွန်တော်ကအခုမိတ်ဆွေတို့ကို free ချပေးသွားမှာ free လုံးဝ free တပြားမှပေးသေးရမလို့မိတ်ဆွေတို့ကိုကျွန်တော်အဲ့ဒါ free ချပေးသွားမှာဖြစ်တယ်ကျွန်တော်ရဲ့ပေါ့နော်3ရက်မကျော်ပတ်တီးကတော့မိတ်ဆွေတို့ပေါ့နော်မှန်ကန်ပေါ့နော်ပေါက်ရင်ပေးနိုင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့အကိုအမတွေက Messenger နဲ့ Viber မှာတယောက်တစ်ချက်လာဟိုင်းပြီးတော့ယူထားလို့ရပါပြီဗျာနော် Okay ဟုတ်ပြီဒါဆိုကျွန်တော်ကဒီပေါ့နော်လာမယ့်အပတ်တွေတပတ်စာကကလေးကိုကျွန်တော်ပြောပြပေးမယ်ဗျာနော်ထိပ်စီး3လုံးအခွေမှာတော့ကျွန်တော်ကဘာအခွေလဲဆိုတော့6ခွန်8ဆိုတဲ့ထိပ်စီး3လုံးအခွေကိုကျွန်တော်ကြိုက်ပါတယ်ဗျာနော်အဘူးလေးထည့်ခွေပေးပါ6ခွန်8ဆိုတဲ့ထိပ်စီး3လုံးအခွေဖြစ်ပါတယ်ဗျာနော်4လုံးအခွေမှာကြတော့2ခွန်4ကိုဆိုတဲ့4လုံးအခွေဖြစ်ပါတယ်ဗျာနော်2ခွန်4ကိုဆိုတဲ့4လုံးအခွေဖြစ်ပါတယ်ဗျာနော်ထိပ်စီး3လုံးအခွေလေးတစ်ချက်ပြန်ပြောပေးမယ်6ခွန်8အပူပါဆိုတဲ့ထိပ်စီး3လုံးအခွေလေးဖြစ်တယ်4လုံးအခွေက2ခွန်4ကိုဆိုတဲ့4လုံးအခွေလေးဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီဒါဆိုကျွန်တော်အကြိုက်ဆုံး break 2ခုကိုပြောပြပေးမယ်အဲ့အကြိုက်ဆုံး break 2ခုကဘာ break လဲဆိုတော့1နဲ့6 break ဖြစ်ပါတယ်ဗျာနော်40 gram မှာ1နဲ့6 break ဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီကျွန်တော်ကဒါအပတ်စဉ်ပတ်တိုင်းဖောင်းရရှိလဲထွက်တယ်ကျွန်တော်ရဲ့ထိပ်စီး3လုံးရဲ့4လုံးအခွေရဲ့ကိုကျွန်တော်4လုံးအခွေရဲ့ break 2ခုရဲ့ကိုမိတ်ဆွေတို့ကိုကျွန်တော် free ပြောပေးသွားပြီကျွန်တော်ခုပေါ့နော်ပြောချင်တာလေးကပေါက်ပေးပေါ့နော်ကျွန်တော်ရဲ့3ရက်မကျော်ပတ်တီးကိုပေါက်ပေးယူမယ်အကိုအမတွေမှန်ကန်ဂရိတီဗီကိုကစားမယ်အကိုအမတွေကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်နဲ့ Messenger မှာလာဟိုင်းထားလို့ရပါပြီလို့ကျွန်တော်ပြောချင်ပါတယ်ဗျာနော်နောက်ဆုံးအနေနဲ့ကျွန်တော်ပေါ့နော် free မွေးကနန်း9ခွက်ကိုကျွန်တော်ဆက်ပြောပေးမယ်ဗျာနော် free မွေးကနန်း9ခွက်ကဘာတွေလဲဆိုရင်14ရယ်36ရယ်39ခွန်ရယ်56ရယ်83ရယ်ဆိုတဲ့မွေးကနန်း9ခွက်ဖြစ်ပါတယ်ဗျာနော်အဲ့ဒါ free မွေးကနန်း9ခွက်ဖြစ်ပါတယ်ကျွန်တော်ဒုတိယကြိမ်ပြန်ပြောပေးမယ်ဗျာနော်14ရယ်36ရယ်39ခွန်ရယ်
96က830ဆိုတဲ့ကဏ္ဍ9ခွက်ဖြစ်ပါတယ်ဗျာနော်ကျွန်တော်ရဲ့ပေါ့နော်အပတ်စဉ်အပတ်တိုင်းပေါက်ပေးနေကြ3ရက်မကျော်ပတ်တီးကိုယူမဲ့အကိုအမတွေတကယ်အမှန်ကန်ထိုးပါမယ်ကစားပါမယ်ဆိုတော့ကျွန်တော်ရဲ့အကိုအမတွေကဒီအောက်က Messenger လေးနဲ့ဟိုဘောက Viber ဖုန်းနံပါတ်မှာသွားဟိုင်းထားလို့ရပါပြီဗျာနော်ပေါ့နော်ကျွန်တော်အခုပေးခဲ့တဲ့တပတ်စာကတ်ကလေးကိုထိုးပြီးတော့မိတ်ဆွေတို့အမျက်တွေရကြပါစေပေါက်ကြပါစေဗျာနော်မှန်မှန်ကန်ကန်ကစားမဲ့လူတွေပေါ့နော်3ရက်မကျော်ပတ်တီးကိုအမှန်ကန်ကစားမဲ့လူတွေကဒီ Messenger လေးနဲ့ဒီက Viber ဖုန်းနံပါတ်မှာသွားဟိုင်းထားလို့ရပါပြီဗျာနော်ပေါက်ပေး16000ကျပ်ပါဗျာနော်ဘေးကြိုပေးစရာမလိုပါဘူးငွေကြိုပေးစရာမလိုပါဘူးမိတ်ဆွေတို့ပေါက်မှပေးရမယ်16000ကျပ်ဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ထိုးရတာတန်ပါတယ်ဗျာနော်ခုရက်မှာကျွန်တော်ပေါ့နော်တတိထားစရာလေးတစ်ခုပြောပြမယ်ဗျာနော်ဘာလို့လဲဆိုတော့ခင်ဗျားတို့နေလိုက်ထိုးတာကအမြဲပေါက်မနေဘူးဗျာဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ပေါ့နော်ပတ်တီးတစ်လုံးကိုရုံကြီးလိုက်ပြီးတော့ကစားခြင်းတဲ့အမျိုးတွေရှိလားရှိရင်ကျွန်တော်နဲ့လက်တွဲလိုက်ပါကျွန်တော် Messenger သုံးဖို့ Viber မှာလာရောက်လက်တွဲလို့ရပါပြီမိတ်ဆွေတို့အတွက်အကျိုးရှိတဲ့ပတ်တီးတွေကိုဒါကျွန်တော်ဆရာငကားလေးကထုတ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ဒီ video file လေးကိုတွေ့ပြီးသွားပြီဆိုရင်ဆရာငကားလေးနဲ့လာရောက်လက်တွဲဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ဗျာနော်အမှန်မှန်ကန်ကန်ကစားမယ်ကျွန်တော်ရဲ့အကူမတွေကိုလုံးဝကြီးကျွန်တော်ကြိုးစိုးလျက်ပါဗျာနော်ဒါကြောင့်မလို့ဒီပေါ့နော်3ရက်မကျော်ပတ်တီးကစားခြင်းနဲ့ကျွန်တော်ရဲ့အကူအမတွေအနေနဲ့ဒီ Messenger နဲ့ Viber ဖုန်းနံပါတ်မှာလာရောက်ဆက်သွယ်ကြဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျာနော်ဟုတ်ပြီဗျာနော်ကျွန်တော်ရဲ့တပတ်စာကတ်ကလေးကိုမိတ်ဆွေတို့ထိုးပြီးအမျက်တွေရကြပါစေပေါက်ကြပါစေ free ပေးခဲ့တဲ့တပတ်စာကတ်ကအားလုံးထွက်ပြီးတော့မိတ်ဆွေတို့ရကြပါစေပေါက်ကြပါစေလို့ကျွန်တော်ငကားလေးမှာနေဆူတောင်းပေးခဲ့ကြပါတယ်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနော်ပတ်မယ်ပါဗျာ